အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျွန်မပြောပြချင်တာကတော့မြန်မာနိုင်ငံရဲ့အဆင့်မြင့်ပညာရေးကဏ္ဍမှာ AI နည်းပညာအတွက်ခြေလှမ်းသစ်တစ်ခုအကြောင်းပါပဲရှင်အဲ့ဒါကတော့ရန်ကုန်နည်းပညာတက္ကသိုလ်မှာ Artificial Intelligence AI Laboratory တစ်ခုအောင်မြင်မြင်တည်ထောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်အဆိုပါစီမံကိန်းဟာ2024-2025ဘဏ္ဍာရေးနှစ်အတွင်းအိန္ဒိယနိုင်ငံရဲ့အကူအညီနဲ့ဆောင်ရွက်ခဲ့တဲ့ Quick Impact Project QIP တစ်ခုဖြစ်ပါတယ်ရှင်ဒါဟာကျမတို့နိုင်ငံရဲ့အနာဂတ်လူငယ်တွေအတွက် AI နည်းပညာကိုပိုပြီးလက်တွေ့ကျကျလေ့လာနိုင်ဖို့အတွက်အခွင့်အရေးကောင်းတွေရလာတော့မှာဖြစ်ပါတယ်ရှင်။နည်းပညာကိုစိတ်ဝင်စားသူတွေအတွက်တော့ဒါဟာတကယ်ကိုဝမ်းသာစရာသတင်းကောင်းပါပဲရှင်။တီချာတို့ YDU မှာပညာရေးသုတေသနနဲ့စမ်းသပ်တည်ထွင်မှုတွေကိုခိုင်မာစေရန်အတွက်အနာဂတ်ဆိုင်ရာမဟာဗျူဟာအဆင့်တစ်ခုအနေနဲ့ Artificial Intelligence ဉာဏ်ရည်တုဓာတ်ခန်းခွဲတစ်ခုကို2024ခုနှစ်ကနေစပြီးတော့ Quick Impact Project တစ်ခုအနေနဲ့ India Government အကူအညီနဲ့ YDU AI Lab ဆိုပြီးတော့တည်ထောင်ထားတယ်ဒီ AI Lab ကိုတည်ထောင်ရတဲ့ရည်ရွယ်ချက်ကတော့ကျမတို့ပညာရေး level နဲ့ industrial ဆိုတဲ့စက်ရုံ level ရဲ့ခြားနာချက်ကိုပေါင်းဖို့တည်ဆောက်ပေးခြင်းရဲ့ရည်ရွယ်ချက်ကြောင့်မလို့ဒီ AI Lab ကိုတည်ထောင်ရခြင်းဖြစ်ပါတယ်။မဲခေါင်ပြည်ပါပြည်ပြည်နောက်မှဆက်ပြီးစတင်တည်ထောင်ခဲ့တဲ့ဒီရန်ကုန်နည်းပညာတက္ကသိုလ်မှာတည်ထောင်ခဲ့တဲ့ QIP Lab ထားမှာဆိုရင်အဓိကအသုံးပြုတဲ့ပစ္စည်းတွေအဖြစ်ရှင်Elephant AI Robot Kit တွေ AI 3D Vision Kit တွေရဲ့ NVIDIA Jetson Nano Developer Kit တွေရှိနေ O-Drive S1 နဲ့ Drive Motor Driver Kit တွေရှိနေ Microchip Developer Kit တွေရှိနေပေါ့ဒီ Elephant AI Robot Kit လာဆိုလို့ရှိရင်အစိမ့်မြင့်ပညာရေးစက်ရုံနည်းပညာလေ့လာမှုနဲ့ကိုယ်ပိုင် project များအတွက်အသုံးပြုနိုင်ပါတယ်အမြင်အာရုံဝိုင်းဆိုင်ရာအနေနဲ့ဆိုရင်အတိအမှတ်ပြု5မျိုးပေါ့နော်ဒီအကြောင်းလေးပုံသဏ္ဍာန်ခွဲတာတွေ feature point ခွဲတာတွေရာဝတ္ထုတွေရှောက်ပြတာတွေကိုလည်းသူကသိမြင်နိုင်မှရှိတယ်။ AI 3D Vision ကကြောင့်သူက 3D camera ကိုသုံးနေထားတဲ့အတွက်ကြောင့်ဒီရာဝတ္ထုများရဲ့တိကျကိုအတိအကျစွာသိရှိနိုင်ပြီးတော့ရှုပ်ထွေးတဲ့ချိန်ကြီးမှုတွေကိုပြုလုပ်စရာမလိုဘူးပေါ့။ဒီ Jetson Nano Developer Kit ကကြတော့သူ့ရဲ့အားသာချက်လားဆိုလို့ရှိရင်သူက AI နဲ့စက်ရုံနည်းပညာများကိုစမ်းသပ်တည်ထွင်ဖို့အတွက်ဆိုပြီးတော့အထူးသိမျှော်တဲ့သူကစွမ်းရည်မြင့်တဲ့ device တစ်ခုဖြစ်တယ်။ဒီမှာရှိတဲ့ O-Drive ရဲ့ O-Drive S1 နဲ့ဒီ MH325S motor kit ရဲ့အသုံးဝင်သွားတာသူကစက်ရုံတွေမှာဆိုရင်တိကျပြီးတော့အားကောင်းတဲ့လှုပ်ရှားမှုတွေဖြစ်တဲ့ servo control တွေကိုရရှိဖို့အတွက်အသုံးပြုနိုင်ပါတယ်။ဒီ microchip developer kit ဖြစ်တဲ့ဒီပစ္စည်းတွေရဲ့အသုံးပြုမှာဆိုရင်သူကအဓိကအနေနဲ့ program ရေးသားထားပြီးတော့ဒီအမှားရှာတော့ debug လုပ်တဲ့ system တွေကိုတပါးနဲ့ထည့်သွင်းပေးထားပါတယ်။ပြီးရင် embedded program တွေကိုစတင်လေ့လာနေတဲ့ကျောင်းသားကျောင်းသူတွေ research session တွေနဲ့ဆိုပြီးတော့ဒီအထူးကောင်းမွန်တဲ့ပစ္စည်းတွေပေါ့အခြေခံတွေစတင်လေ့လာနေတဲ့ကျောင်းသားတွေပဲဆိုရင်ဒီပစ္စည်းကအဆင်ပြေတယ်။ပြီးရင်အားသာချက်တွေနဲ့ဆိုရင်ဒီပစ္စည်းအားဆိုလို့ရှိရင်အားသာချက်တွေနဲ့ဆိုရင်သူကအကိုပစ္စည်းတွေဖြစ်တဲ့ sensor တွေ module တွေကိုလဲကူစာပြီးတော့လဲကူစာချက်မှန်ချိတ်ဆက်ထားတာဒီ YDU AI Lab ကို AI Lab မှာရှိတဲ့ Quick Impact Project မှာရှိတဲ့အမှား project ကတော့ဒီ Elephant Robot AI ဖြစ်ပြီးတော့မြန်မာဒီ object detection ရဲ့ color detection ပြီးတော့ shape recognition အားလုံးရတယ်ပေါ့နော်ပြီးတော့ဒီမှာ pick and place sorting အဲ့ဒီဟာတွေရတယ်ကျွန်တော်တို့ကဒီအခုဘယ်လိုလုပ်တာလဲဆိုတော့ပုံမှန် European color detection color sensor ကိုသုံးနေတယ်ဆိုတော့ဒီ camera ကနေပြီးတော့ image processing ကရလက်တွေသုံးပြီးတော့ဒီ sorting လုပ်ဖို့ခရီးရနေလို့ပြပါမယ်နော်ဒီသူရဲ့color လေးကိုချပလိုက်ရတယ် color လေးကိုချပလိုက်ရတယ်စီကကောင်းမနေဘူးလားပြီးတော့ကောင်းမနေတယ်ဗျာသူရဲ့တတ်မှတ်ထားတဲ့နေရာလေးဘာလို့ဆော့တင်လိုက်ပါလဲဒီနေရာတွေဘုံတော့ကျွန်တော် pre-define တတ်မှတ်ပေးထားပါဘူး။အဲ့မှာတော့တတ်မှတ်ထားတဲ့နေရာတွေချပါမယ်။
ကျွန်တော် AI ထဲမှာပြုလုပ်ထားတဲ့နောက် project တစ်ခုကကျွန်တော်က face attended recognition security system ပဲဖြစ်ပါတယ်ကျွန်တော်တို့က AI fee application fee တွေအများကြီးရှိတဲ့အထဲမှာဒီရဲ့ security fee ကိုပြုလုပ်ထားဖြစ်ပါတယ်ဒီရဲ့ fee မှာဆိုရင်ကျွန်တော်အကြောင်းသားတွေရဲ့ data တွေဆရာမတွေရဲ့ data တွေကိုဓာတ်ပုံတွေ data တွေကိုကောက်ထားပြီးမှဒီရဲ့program ထဲမှာ train ထားရပေါ့ဒီတက်လို့လား ဒီတက်လောက်ပါဒီရှယ်ရဲ့ confidence ဒီရှယ်ရဲ့နာမည်ရဲ့ဒီရှယ်ရဲ့ position ရဲ့ပြထားပါဟုတ် အဲ့တော့နောက်တစ်ချက်ကိုစမ်းကြည့်လိုက်ကြပါ 2MC7 ဟုတ်ပါလား နာမည်နဲ့ position နဲ့ပို့ပါတယ်ဖြစ်တဲ့အတွက် train ထားတော့ guest ပဲပြန်ပြီ ဖိထားတဲ့ကြောင့်လည်း ကျွန်တော်တို့အချိန်နဲ့အလိုက်တတ်မှတ်တာဖြစ်တဲ့အတွက်ဒီရဲ့အချိန်မှာတော့ကျွန်တော်တို့ရောက်လာတဲ့လူတွေကတော့ကျွန်တော်အနေနဲ့ဒီ face recognition attendance security system မှာဆိုရင်သူကကျောင်း attendance system မှာဒါမှမကပဲနဲ့သူကရုံးသုံးဖြစ်လဲသုံးလို့ရပါတယ်ပြီးရင်သူကreal time data ကိုကောက်ယူရတဲ့အတွက်ဒီထက်ပိုမြင့်တဲ့ national international level conference တွေမှာရောနောက်တစ်မျိုး smart city project တွေမှာလည်းသူ့ security system အဖြစ်သုံးလို့ရမယ်လို့ကျွန်တော်ထင်မြင်မိပါတယ်ဌာနအတွက်လုံခြုံမှုတော်တော်ပေးနိုင်တဲ့ system လို့ထင်ပါတယ်လို့ဆိုတော့သူစီမှာလူကိုမှားယွင်းဆုံးဖြတ်တာတည်းမကဘဲနဲ့ confidence level ပါဖော်ပြရတဲ့အတွက် confidence level 65% ကျော်မှသူကဝင်ခွင့်ပေးရတဲ့အတွက်သူကနည်းနည်းစင်တူရောမှာပုံဖြစ်နေတော့မှသူက confidence level ကိုကြည့်ပြီးတော့သူကဆုံးဖြတ်ပေးမှဖြစ်တဲ့အတွက်လုံခြုံမှု fingerprint လို့ပါတော့ဆိုင်ရင်လုံခြုံမှုပူရှိနိုင်မယ်လို့ကျွန်တော်ထင်မြင်မိပါတယ်။ကြားလို့ရမယ်လို့ထင်ပါတယ်။ gap တွေပါလာလို့ရှိရင်တော့ကျွန်တော်ကဝင်ခွင့်မပေးတဲ့မျိုးတွေအဲ့မျိုး hardware ဘိုင်းနဲ့ဆက်စပ်ပြီးမှထပ်မံ advance လုပ်ရလို့ကျွန်တော်ထင်ပါတယ်။တကယ်ချင်းတို့အခုရှင်းရတာကိုနားထောင်ကြည့်ရတော့ AI နည်းပညာတကယ်ကိုငါတို့ဖူးချမှာအရေးပါနေနော်။အဲကြောင့်မလို့ဒီနည်းပညာကိုငါတို့ရန်ကုန်နည်းပညာဝါရှိတဲ့ဒီ AI လက်မှာငါတို့မကာထရိုနစ်မီဂျာတွေမကပဲနဲ့တခြားကျောင်းမှာရှိတဲ့မီဂျာတွေဖြစ်တယ်ဟာ CID တို့ electronic တို့ mechanical တို့အစရှိတဲ့မီဂျာတွေကပါငါတို့ AI လက်ကိုလာပူပေါင်းမယ်ဆိုလို့ရှိရင်ပို့ပြီးတော့အနာဂတ်မှာအထောက်အကူပြုနိုင်မယ်နည်းပညာတွေထွက်လာလိမ့်မယ်လို့ငါမျှော်လင့်တယ်။နင်တို့ရော။နော်ငါတို့ဝန်ကြီးဦးမှာရှိရကျောင်းသားကျောင်းသူတွေမကပဲနဲ့တခြားသိပ္ပံနဲ့နည်းပညာကိုကြီးဌာနလာအောက်မှာရှိရတခြားသောကျောင်းတွေ university တွေကကျောင်းသားကျောင်းသူတွေဆရာဆရာမတွေက AI နဲ့ပတ်သက်တဲ့ research တွေလုပ်တဲ့အခါမျိုးမှာငါတို့ဒီဝန်ကြီးဦး AI လက်မှာလာပြီးတော့အတူတူပူးပေါင်းလုပ်ဆောင်မယ်ဆိုလို့ရှိရင်ပုံမကောင်းမွန်တဲ့ research တွေရလာတဲ့မယ်အောက်ဖို့တွေချလာတဲ့မယ်တော့ငါတို့ယုံကြည်ရ။ဟုတ်တာပေါ့သူကဒီပညာသုတေသနဆိုင်ရာlong term collaboration တွေကိုပူပေါင်းဆောင်ရှင်ရင်Yangon Technology University is taking a strategic step toward the future by establishing 1QN Lab to better education, research and innovation. As EN transforms industry worldwide, there is a growing need for skilled engineers applying research and smart solutions. The aim of 1QN Lab is to bridge the gap between academia, industry and national development. Through quick involved collaborative projects with India, the lab will focus on AI-based smart security system, computer vision and robotics, intelligent attendance and monitoring system, and AI application for smart campuses and cities. ITU AI Lab is planned to encourage civil society, industry, and academia to promote AI research.